တွေးပါမဖြစ်နိုင်ဘူးလို့မထင်ပါနဲ့ခဏဆရာเจ้าကံမောဇဆိုတဲ့ဟာဆရာရဲ့ကိုယ်ပိုင်မဟုတ်ဘူးနော်သူများစီကဝယ်တဲ့နာမည်ဘန်လုတ်ပြီးသားလူတယောက်ကအဲ့ဒီလုပ်ငန်းတစ်ခုမအောင်မြင်တဲ့အတွက်ဆရာအဲ့ခေတ္တက300နဲ့ဝယ်ပြီးတော့အဲ့ဘန်လုပ်ငန်းကိုသူဆက်လုပ်ခဲ့တာခဏအောင်သမารီဦးအောင်ဆိုတဲ့အောင်သမารီဆိုတဲ့နာမည်ကလည်းသူများရွှေစင်ဖွင့်ထားတဲ့နာမည်ဆိုင်းဘုတ်ကိုဦးအောင်ယူပြီးလုပ်ခဲ့တာဒါတွေကိုနားလည်ဖို့လိုအပ်တယ်အဲ့တော့ခဏဦးအောင်သမารီဆိုတဲ့နာမည်ကိုညီတွေပေးလိုက်တယ်ရွှေတော်မှာလုပ်တယ်သူတို့မအောင်မြင်ဘူးမပေးတော့ဘူးမင်းတို့ငါနာမည်သုံးလို့မရဘူးဒါအောင်သမารီကမိသားစုနာမည်ဒါပေမဲ့ခဏ register လုပ်ပြီးအောင်မြင်တဲ့အချိန်မှာညီတွေကိုပြန်ပေးလို့မရဘူးမင်းတို့နာမည်နဲ့မင်းတို့လို့ဘာလို့ကိုမျိုးမှာနာမည်ကြီးအောင်လုပ်ထားတယ်နေမှာသူတို့ကစီကံမရှိလုပ်တယ်ဆိုအဲ့ဒီဘက်က MS ကဒီကိုထိခိုက်မှာပေါ့နော်အဲ့တော့ပြောချင်တာကနာမည်နဲ့ညီမျှတဲ့အလုပ်ကလုပ်ပေးမှနာမည်ဆိုတာထိန်းတာခဏလူတယောက်ကိုပြောမယ်သိန်း1000ပေးမယ်ရော့မယ်အောင်သမารီနာမည်တက်ပေးလိုက်မယ်မရဘူး system ပဲရေးကြည့်တာရွှေဆိုင်တွေဖွင့်ထားတယ်ဥအောင်ရွှေဆိုင်မမေးတာကြားရွှေစည်းမသိတာကြားခရလောကိုမျိုးသိန်းကိုဖုံးဆက်တယ်ပစ္စည်းတစ်ခုလို့ရှိတယ်ကိုအောင်ရေးတယ်အဲ့ပစ္စည်းကျွန်တော်ဒီမှာရှိပါတယ်တဲ့ကိုမျိုးသိန်းအဲ့ဒါဘယ်လောက်တုံးဆိုတော့ဟာကိုအောင်အဲ့ဒါတော့ကျွန်တော်ဈေးမသိဘူးဗျာတဲ့ sorry ပဲဟာခင်ဗျားနဲ့ကျုပ်နဲ့တူသွားပြီကျုပ်လည်းရွှေဈေးမသိတာတော်တော်ကြာပြီလို့နော်အဲ့တော့ရွှေဈေးလိုက်တည်ပြီးတော့ရွှေဈေးအသေးစိတ်တိုင်းစီးလို့မရဘူးလုပ်ငန်းရှင်ဖြစ်ဖို့အတွက်ဒီပြင်အလုပ်တွေလုပ်ဖို့အတွက်ရွှေဈေးသိစရာမလိုတော့ဘူးရွှေဈေးသိရင်ဘသူဆက်ရွှေဝယ်ခြင်းဘသူဆက်ရွှေလောခြင်းဘသူဆက်ရွှေချုံလာလို့ရင်ဘသူဆက်ဗရင်လုပ်ခြင်းဘသူဆက်သူကသူချိတ်ပေးလိုက်တာပဲနော်အဲ့တော့ဒါကခုနကဦးအောင်ပြောချင်တာကကိုယ့်ရဲ့လုပ်ငန်းဆိုတာမင်းတို့ချက်ချင်းဘယ်သူမှအောင်မြင်မှာမဟုတ်ဘူးเนาะအဲ့တော့မျောလင်းချက်ရောင်ကြီးဆိုတာအမြဲတမ်းတန်းထားပါအဲ့ဒီမျောလင်းချက်အတိုင်းအကောင့်ထဲပို့ဖို့ကကိုယ့်ပေါ်မှာပဲတာဝန်ရှိပါတယ်